အထဲကိုအရင်ဆုံးဝင်ပြီးနောက်ဆုံးမှပြန်ထွက်မယ်ဒီခန်းထဲမှာဘာတွေထူးဆန်းနေလဲဆိုတာကိုသူတကယ်ကြီးသိချင်နေခဲ့တာအခန်းထဲကထောင်ချောက်တွေအလုံးလုံးမလုံးစမ်းတတ်ဖို့အတွက်အဲ့ဒီလူကသူ့ကောင်းကတောက်အုပ်ထုပ်ကိုချွတ်ပြီးဝေယံပစ်လိုက်တဲ့အံ့ဩစရာကောင်းတာကနောက်တစ်စက္ကန့်လဲရောက်ရောအဲ့ဒီကောက်ရိုးအုပ်ထုပ်ဟာနေရန်ကနေထွက်လာတဲ့လှုပ်ဝက်လက်နဲ့တစ်ခုနဲ့အတူနေရန်မှာစိုက်လျက်သားညှိသွားပါလေရောထောင်ချောက်တစ်ခုပွင့်သွားပြီးအထင်နဲ့သူလဲဝင်ကပါတဲ့ကိုခုံဝင်လိုက်တာပေါ့ဒါပေမဲ့မြေပြင်ပေါ်ခြေချလိုက်တာနဲ့ကြောက်စရာကောင်းတဲ့မြင်ကွင်းကဆက်လာတော့တာပဲသူခြေလန်းတလန်းလှမ်းလိုက်တိုင်းထောင်ချောက်တွေကတရက်ဆက်လှုပ်ရှားပြီးသူ့ကိုတိုက်ခိုက်တော့တာသူကကိုဖို့ပညာဘလောက်ပဲကောင်းကောင်းချမ်းပြင်ကထွက်လာတဲ့ဓာတ်သွားတွေကိုရှောင်ရင်းတိုက်ခိုက်မှုတွေကြားထဲကနေမလွတ်မြောက်နိုင်ပဲအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးအသက်ပြောက်သွားခဲ့ရတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူတွေအားလုံးတွေးပြတ်သွားကြတာပေါ့ဒီလိုချမ်းပြင်ထောင်ချောက်တွေကိုကြော်ဖြတ်ဖို့ဆိုရင်ဒီအထက်ခံဝင်းကပါထဲမှာခြေလန်းအမမခံဘူးဘေးကအရေးတွေကလည်းအချိန်မီလှုပ်ရှားနေတာမြန်လို့အချိန်မရှိတော့ဘူးအဲ့ဒီအချိန်မှာပဲကရုံးတဲ့လူကအတန်ဖန်းဆက်လို့ထူးခြားတဲ့ကိရိယာတစ်ခုကိုထုတ်ပြီးအတန်လာရလမ်းကြောင်းကိုတိုင်းတာရင်နန်းတော်ကိုဆောင်ဝင်ကပါထဲကိုပစ်ထည့်လိုက်တယ်ပြီးတော့သူတို့မိတွေကိုအကုန်မိတ်ပစ်လိုက်ကြတယ်မျက်မမြင်ကောင်းဆောင်ရဲ့လမ်းညွှန်မှုနဲ့တူအဖွဲ့ဝင်တွေဟာနန်းတော်ကိုဆောင်တဲ့အထက်ခံကွက်တွေကြားထဲမှာတတိထားပြီးရွေးလျားခဲ့ကြတယ်တိကျတဲ့နေရာတွေကိုနင်းမိသွားတဲ့အခါမှာတော့သူတို့ရှိကကြောက်တကားကြီးဟာဝုန်းကနေပွင့်သွားပါတော့တယ်မြူကိုတွေကတွေးလန့်စရာတရားကြောက်တကားပွင့်လို့အထဲလဲရောက်ရောလမ်းနှစ်ခွကိုတွေးလိုက်ရတဲ့အရင်ဝင်သွားတဲ့ကင်းထောက်တွေရှိနေတာမို့စုံစမ်းဖို့အတွက်လူနှစ်ယောက်ကိုအရင်လွတ်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီလူနှစ်ယောက်တရားလဲရောက်ရောဘာအစအနမှမကြံပဲလူကရုတ်တရက်ပျောက်ချင်းမလားပျောက်ကွယ်သွားကြတယ်ဒါဘာဖြစ်သွားတာလဲကျန်တဲ့လူတွေလည်းကြောက်လန့်တကြားနဲ့တရားပေါ်ကိုတတိုင်းနဲ့ထဲတက်ခဲ့ကြရတယ်ဘေးကင်းအောင်ဆိုပြီးလူချင်းကိုလည်းကျိုးတွေနဲ့တွဲချီထားလိုက်သေးတယ်ဒါပေမဲ့နောက်ဆုံးကလိုက်လာတဲ့သူကနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာလေတားရဲတကောင်ရဲ့တိုက်ခိုက်တာကိုခံလိုက်ရတော့တာပဲအဲ့ဒီတင်မကဘူးမြူကိုတွေကြားထဲကနေအစိတ်ပြင်းငွေတွေနဲ့လှုပ်ဝက်လက်နက်တွေကဝိုင်းပြီးတိုက်ခိုက်လာကြပြန်ရောကန်ကောင်းချင်တော့မြေပြင်ပေါ်လဲကျသွားတဲ့သူတွေကကျိုးကိုအတင်းဆွဲလိုက်လို့သာကျန်တဲ့သူတွေတတိပြန်ဝင်လာပြီးတွေးလန့်စရာလှည့်စားမှု illusion ထဲကနေရုံထွက်နိုင်ခဲ့ကြတဲ့အဖွဲ့ဝင်တွေအပြန်အလှန်ကူညီရင်းနဲ့ပဲနောက်ထပ်ကြောက်မက်ဖွယ်ကောင်းတဲ့နေရာတစ်ခုကိုသူတို့ရောက်ရှိသွားခဲ့ကြပြန်တယ်မိပူရွက်စိတ်ကူနဲ့လှုပ်ဝက်ဆန်းပြသောမိအိမ်မလဲအဲ့ဒီအချိန်မှာပဲအဖွဲ့ဝင်တယောက်ရဲ့လေပင်ပေါ်ကိုတစ်ခုခုပြုတ်ကျလာတယ်ဟာဒါဘာကြီးလဲမိပူရွက်စိတ်တွေပဲချက်ချင်းဆိုသလိုပဲသူတို့ပတ်လေကနေတစီစီနဲ့အတန်တွေထွက်လာတော့တာမိမောင်းထိုးပြီးကြည့်လိုက်တဲ့အခါကျမှသူတို့တစ်ဖွဲ့လုံးမိပူရွက်စိတ်တိုက်ထဲရောက်နေမှတီးလိုက်ရတဲ့ပရွက်စိတ်အုပ်ကြီးကသူတို့စီကိုအတင်းတိုးဝေးပြီးပြေးဝင်လာတာအခိုက်အတန့်လေးတွင်းမှာတင်လူတစ်ယောက်ကတော့ထိခိုက်ပြီးအသက်ဆုံးရှုံးသွားခဲ့ရတယ်ထူးဆန်းတာကကျန်တဲ့၃ယောက်ကိုဝါကနေတီတီလေးလွတ်မြောက်လာတဲ့အချိန်မှာတော့လိုက်လာတဲ့ပရွက်စိတ်တွေကရှေ့ဆက်မတိုးတော့ပဲနောက်ကျောင်းပြန်လှည့်သွားကြတယ်အခုသူတို့ရောက်နေတာကကြောက်စိတ်ရုပ်တုကြီးရဲ့ပါဇက်ဝါမှာရှေ့တက်မှာတော့လေထဲမှာဆွဲချိတ်ထားတဲ့လှုပ်ဝက်ကောင်းတလားကြီးတစ်ခုရှိနေတာပေါ့အဖွဲ့ထဲကအမျိုးသမီးကတွဲလောင်းချိတ်ကိုပြစ်ထုတ်လိုက်ပြီးအားလုံးကကြိုးတိုင်းတယောက်ပြီးတယောက်ကောင်းတလားရှိရာကိုရှော့တိုက်ဆင်းသွားကြတယ်ဒါပေမဲ့ကောင်းတလားဖုံးကိုအားကုန်တုံးပြီးတွန်းဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာစစ်သူကြီးတယောက်ရဲ့အလောင်းကိုတွေးလိုက်ရတယ်အဖိုးအိုရွှေကစစ်သူကြီးရဲ့ပါဇက်ကိုတေချာကြည့်လိုက်တော့ဟောတန်မိုးဖြတ်မရတဲ့ရတနာပလဲကြီးတစ်ခုကိုအထင်သားကြီးတွေးလိုက်ရတာပေါ့ဒါနဲ့သူကအဲ့ဒီပလဲကြီးကိုတေတေချာချာလေးနှိုက်ယူလိုက်တဲ့အချိန်မှာလေသူတို့ပတ်လည်မှာထူဆန်းပြီးကြောက်စရာကောင်းတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာပါတော့တယ်ကဲသူတို့တွေနောက်ထပ်ဘလို့အသက်အန္တရာယ်မျိုးနဲ့ရင်ဆိုင်ရအောင်မလဲဆိုတာကတော့ဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ